လုပန္ဒနံကုသလနံဥပ္ပါဒါယဝါယမောမလုံရသေးတဲ့ကုသိုလ်ကောင်းမှုတွေကိုမသေးခင်ရအောင်လုပ်ကြစမ်းပါဘုရားမှားလားမမှားဘူးလားဘာမဖြစ်ခင်ဘဝနေမဝင်ခင်ဘဝသန္တရာခရီးနောက်ဘဝဓမ္မလုံးမသွားခင်ကနဦးပြောခဲ့တဲ့တစ်ချိန်တစ်နေ့တို့အလုံးပါဗျာမှာသိရတဲ့ကဓမ္မလွန်ခရီးသွားသန္တရာခရီးသွားဘယ်နှယောက်တဲ့အဖော်ပါပါမလားမိသားစုသားသမီးဆွေမျိုးမိတ်ဆွေလာတော့ကလည်းတယောက်တည်းတော့လက်တွဲခေါ်ကဘောမပါဘူးဥစ္စာချီနေကိုရီလာတော့ကလည်းပြန်သွားတော့လေတယောက်တည်းတော့လက်တွဲခေါ်ကဘောမပါဘူးဥစ္စာချီနေကိုရီလာပြီးတော့နာမသွားသေးခင်ချိန်လေးတွင်မှဝန်ချင်းရှက်တွေနောက်ကျိုးတွေကြပြုံးရဲမဲ့ငိုချင်မုံပူကြပြုံးရဲမဲ့ငိုချင်မုံပူတဲ့မလိုဒေါသလိုလောဘနဲ့ဘဝရဲ့ညုံကာကျိုးဆုံးရဲ့တို့တွေမလိုတဲ့အခါပါထွက်တယ်လိုတဲ့အခါပါတတ်တယ်လောဘမလိုရင်ဒေါသလိုရင်လောဘလောကကြီးမှာအပြစ်ဖြစ်စရာတွေကြီးပဲနော်တတိတာမထားရင်တတိတာမကတ်နိုင်ရင်ဒီတရားတွေသာမနာမေ့ရင်ပြိတ္တရဲ့ကုသိုလ်ရစရာအကြောင်းမရှိဘူးတဲ့လောကကြီးမှာလိုခြင်းမလိုခြင်းနှစ်မျိုးမလိုရင်ဒေါသလိုရင်မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးရဲ့ကံကုန်မိုးချုပ်လက်တွင်ဖြုတ်သောသုတ်သုတ်စောလျင်ခရီးနေသည်တို့လျင်ဧည့်သည်တွေပါတကားပြိတ္တရဲ့တို့တွေဟာလူဘဝအိမ်ရှင်အဖြစ်နဲ့လာတာလားဧည့်သည်အဖြစ်နဲ့လာတာလားဧည့်သည်ဆိုတာချိန်တန်ရင်အချိန်တန်ရင်မိဘအောင်မဲ့ပြိတ္တဖြေစမ်းမှာဘယ်ကိုပြန်မလဲဟုတ်လားအိမ်ရောက်ရင်အိယာဝင်ခေါင်းအောင်ပေါ်ခေါင်းကြတာနဲ့ငါမြန်းအခုသေမင်းလာခေါ်ပြန်ရရင်ငါပဲပြန်ပါလေဘယ်သူကိုဘယ်သူမေးအဲ့တော့မပြန်ရခင်မပြန်ရခင်မှာကိုလျှောက်ချင်တဲ့လမ်းကိုယ်တိုင်ဖောက်ခွင့်ရှိလားမရှိဘူးလားဒီကနေ့ဘုရားသာသနာမှာဒါနသီလသမထဝိပဿနာကောင်းမှုများစွာပြုလုပ်နေတာဘယ်သူလမ်းဘယ်သူဖောက်